စားကတော့အပြင်မှာထိုင်ဆိုမလို့ပဲခင်ဗျာချင်းကိုက်လို့ထဲဝင်ပြေးပါတယ်စားရကိုကြောင့်မလားပဲလို့ရဘယ်များကိုမှမြင်ကြတာတော့ဖြူလေးလေးနဲ့ရတော့ကအောင်ပေါ်ဟာစကားပြောရတဲ့ရှိမြင်မှန်တဲ့ရဲ့ရှိမှရင်ဆုံးသူလေးထိုင်နေခါဒီလာဆုံးလေးလို့ရှိပါမလားငါတွေတော့မိမနဲ့ရောက်ကြဘာမစိုးပြောရလို့ပြီးပြီးစေတော့ငါတို့ငါတွေနဲ့မိမလို့ဒီဒီဝါရောက်တော့မှဘာပြောမလဲကွာနေလေဒီလိုလူစားမဖြစ်ဘူးရအမြင်ကြီးပေါ်ကခုံလေးကွာရင်လေးရိုက်ခွဲလို့ဝါကိုသာစဉ်းစားပါစေစလာပြတ်ကြောခဲ့ဘူးတာတို့မှာကြုံခဲ့လာမယ်ဒီလားစွာကပ်နာလေးတွေထားဘောဖြူစင်ရတာပါအရင်တော့လာများခဏလေးပါမိမနဲ့ရောက်ကြဘာမစိုးပြောရလို့ကိုပြီးပြစေတော့ငါတို့ငါလည်းရဲ့မိမလို့ဒီဒီမရောက်တော့ဘာပြောလဲကွာကြောင့်မလားပဲလို့ရတမယာကိုမှမြင်ကြတာတဖြူလေးလေးနဲ့ရတော့ကအောင်ပေါ်စကားပြောတဲ့ရှိမြင်မှန်တဲ့ရဲ့ရှိမှအရင်ဆုံးသူလေးထိုင်နေခါလူလာဆုံးလေးလို့ဟောဒီကဘာကြီးလေးရှိပါမလားငါတွေပါမိမနဲ့ရောက်ကြဘာမစိုးပြောလိုက်လို့ပြီးပြစေတော့ငါတို့ငါတွေရဲ့မိမလို့ဒီဒီမရောက်တော့မှပြောလဲပါနေလေလေဒီလိုစားချစ်ဖို့ရအမြင်ကြီးပေါ်ကခုံနေကွာရှင်နေရိုက်ခွဲလို့ဝါကိုသာစဉ်းစားပါစေရစေလက်တဲ့ကြော်ရဲ့ဘူးသာတို့မှာကြုံတွေ့လာမယ်နေများစွာကာကနာလေးပဲသာဘောသူစင်ရတာ